ပန်းတို့သည်လည်းမှုန်ကြရမှုန်ကြ၏အပိုင်း49တအုံးမောင်၏မျက်လုံးမှမျက်ရည်များကပါးပြင်ထက်သို့ပေါက်ခနဲစီးကျလာသည်ကိုဖုံးမော်စုံသွားပြီတဲ့စုံမို့ဘာလုံးဝမထင်မှတ်ထားသောစကားမို့စောမုံမှလည်းအံ့ဩသွားရ၏မနေ့ညက RIT မှာဘာတွေဖြစ်သွားတာလဲဒီကိစ္စကိုစောမုံလုံးဝမသိလိုက်တညာလုံးဖုံးလိုင်းတွေပြတ်တောက်နေတာမို့လဲပါမည်ကိုဖုံးမော်နှင့်စကားတစ်ခွန်းနှစ်ခွန်းမျှသာပြောဘူးသောစောမုံသည်ပင်ဤမျှမယုံကြည်နိုင်ဖြစ်နေသည်ဆိုပါကကိုဖုံးမော်တို့ RIT အုပ်စုနှင့်ညီအကိုတွေကဲ့သို့ရင်းနှီးသောတပ်ဦးမောင်ဆိုလျင်တပ်ဦးမောင်ကိုကြည့်ရသည်မှာစိတ်နှင့်လူနှင့်ကပ်ဟန်မရှိလီထဲတွင်တန်းလန်းဖြစ်နေသောတယ်လီဖုန်းကြိုးကိုငူငိုင်ကြီးစိုက်ကြည့်နေသည်တယ်လီဖုန်းကြိုးကဟိုဘက်ရင်သွားလိုက်ဒီဘက်ရင်သွားလိုက်နှင့်လောကကြီးတစ်ခုလုံးကတိတ်ဆိတ်ခြောက်ကပ်သွားသည်ဤကဘာကြီးထဲတွင်တက်ရှိတတဝါဟူ၍တပ်ဦးမောင်တယောက်တည်းကြံခဲ့သည့်အလားမျက်လုံးများကပူဆက်လာသည်နှာခမ်းများကလည်းခြောက်ကပ်လာသည်လူကလည်းရေစာလာသည်တစ်ဆက်တည်းမှာပင်တကိုယ်လုံးရှိသွေးများကအထက်အောက်ပြောင်းပြန်စီးသွားသလိုခန္ဓာကိုယ်ထဲရှိသွေးများကပွက်ဆူလာသလိုဘာဆက်လုပ်မလဲဘာဆက်လုပ်ကြမလဲဘာဆက်လုပ်မလဲတပ်ဦးမောင်အတွေ့ထဲတွင်သူ့ကိုယ်သူပြန်မေးနေမိသောမေးခွန်းမသိဘာဆက်လုပ်ရမလဲကိုတပ်ဦးမောင်ကိုယ်တိုင်ပင်မသိတော့เจ้าနဲ့ကြီးတဲ့ပြုတ်ကျသွားသလိုမျိုးမျောလင်းချက်တွေမရှိတော့သလိုမျိုးရုပ်ကြီးပင်အုံနောက်ကတစစ်ထိုးကြိုက်လာသည်နှလုံးကလည်းထိုးကနေအောင်တက်လာ၏ကြက်သိမ်းမွေးညင်းများကတဖြန်းဖြန်းချလာပြီးနှက်ခမ်းများကတဆက်နှင့်တုံရီဖြော့တော့လာသည်ဒီခံစားချက်လွန်ခဲ့တဲ့14နှစ်လောက်ကခံစားချက်နှင့်တစ်ထပ်ထဲကိုဆုံးသွားပြီဟုသောသတင်းကိုပထမဆုံးကြားလိုက်ရစဉ်တကယ်တော့သွေးတန်တရရဲ့နှင့်ရုပ်ပြက်ဆင်ပြက်ဖြစ်နေသောကို၏အလောင်းတစ်ဆက်ထဲမှာပင်ကိုဖုံးမော်၏မျက်နှာဤမြင်ကွင်းနှစ်ခုကတောက်ဦးမော်၏မျက်လုံးထဲတွင်တလှည့်စီပေါ်လာသည်ညီလေးတက်ဦးရုတ်တရက်ပင်အကိုဖြစ်သူခန့်ဦးမောင်နှင့်ကိုဖုံးမော်တို့ကမိမိအားလှမ်းခေါ်တန်းကိုကြားလိုက်ရ၏တစ်ဆက်ထဲမှာပင်တက်ဦးမောင်ရန်ကုန်တက္ကသိုလ်သို့ရောက်သွားစဉ်အချိန်ကဥတန့်တရားပွဲတွင်ကြားခဲ့ရသောကြွေးကြော်သံများစစ်အာဏာရှင်ကြဆုံးရေးတို့အရေးနေဝင်အစိုးရအလိုမရှိရွေးကောက်ပွဲအမြတ်ဆုံးကျင်းပပေးရေးအတန်များကလည်းတဖြည်းဖြည်းကျလာသည်နာကပ်အော်နေသည့်အလားနားစီတစ်ခုလုံးစူးလာသည့်အထီတအုံမောင်သည်ခေါင်းကိုပြင်းပြင်းထန်ထန်ခါရမ်းမိ၏စောမုတ်ကတော့ဘာမှဝင်မပါဘေးနားကနေသာစောင့်ကြည့်ပေးနေသည်အချိန်လိုသည်မလားဒီအချိန်တွေကိုလက်ခံနိုင်ဖို့ရင်ဆိုင်နိုင်ဖို့အချိန်လိုအပ်သည်မဟုတ်ပါလားဖြစ်နိုင်လျင်တအုံမောင်ကိုစားစောမုတ်ခံပေးလိုက်ခြင်းသည်သို့သောတကယ်လက်တွေ့တွင်တော့ဘာမှလုပ်ပေးလို့မရဤဒီမှာတအုံမောင်ကိုယ်တိုင်ကြိုးစားရမည့်ကိစ္စစောမုတ်ကဘေးနားတွင်ရှိနေပေးုံမျှသာတတ်နိုင်သည်ထိုစဉ်မှာပင်တအုံမောင်ကအပေါ်သို့ကမူးရှုထိုးပြေးတက်သွားသည်ဘယ်သွားမလို့လဲစောမုတ်၏အမေကိုတအုံမောင်ကပြန်မဖြေစောမုံမှာစိတ်အိုက်ဖြင့်စပင်ကိုသာထိုးဖွာမိ၏ခမည်းလေးဟာတကယ်ပါပဲထို့နောက်တွင်တော့တအုံမောင်နောက်ကစိတ်မချစွာဖြင့်ပြေးလိုက်သွားရတော့သည်လှေကတစ်များ၍ခွကြော်၍တထုံနှင့်ခက်မြန်ပြေးတက်သွားသောခြေတံထိုခြေတံနောက်ကခတ်တုတ်ကဲ့၍လိုက်ပါလာသောနောက်ထပ်ခြေတံတစ်ခုတိတ်ဆိတ်နေသောနက်နက်လင်းစပြိုးချိန်တွင်လှေကတစ်တလျှောက်ခြေတံများကတထုံနှင့်အခန်းဝါသို့ရောက်သည့်နှင့်တအုံမောင်ကအခန်းတကားကိုဝုန်းကနေဆောင်ဖွင့်လိုက်၏အခန်းထဲရောက်သည့်နှင့်
အဝတ်တစ်တာကိုဖွင့်ကာအဝတ်စင်တွင်လှန်ထားသောအဝတ်စားများကိုအကောင်စုသိမ်း၍တစ်တာထဲထဲတော်သည်ကျောင်းစာအုပ်များကိုလည်းအကောင်စုသိမ်း၍လွယ်အိတ်ထဲထိုးထည့်သည်ထိုစဉ်မှာပင်စောမောကလည်းအခန်းအတွင်းသို့ဝင်လာ၏တောင်မောင်ကလည်းသူ၏ပစ္စည်းများကိုအကောင်သိမ်း၍တစ်တာထဲထိုးထည့်နေသည်ခမလေးဘာတွေရှောက်လုပ်နေရလဲတောင်မောင်အားလှမ်းပြောလိုက်တော့စောမော၏အတန်ကတသက်နှင့်တကိုမမစဖူးမာလိုတောင်မောင်ကစောမောအားတစ်ချက်များသာလှည့်ကြည့်ပြီးသူလှုပ်ရှားရှိတာကိုဆက်လုပ်နေ၏တောင်မောင်ဟုတ်ပါသည်စောမောကတောင်မောင်၏အမည်ရင်းကိုခမမခေါ်လိုက်ခြင်းဖြစ်သည်စောမောနှင့်တောင်မောင်နှစ်ယောက်သားတိလာခဲ့သည့်တစ်လျှောက်လုံးတွင်တောင်မောင်၏နာမည်အားဒေါသဖြင့်ခေါ်လိုက်ခြင်းမှာဤဒီကပထမဆုံးအကျယ်တောက်မောင်စိတ်ထိန်စမ်းပြောပြောဆိုဆိုနှင့်စောမောကတောက်မောင်၏လက်ကောက်ဝတ်ကိုခတ်တင်းတင်းချုပ်ကင်လိုက်ကတောက်မောင်၏လက်ထဲကပစ္စည်းတွေကိုခတ်ကြမ်းကြမ်းဆွဲလူသည်လှမင်းနဲ့မဆိုင်ဘူးစောမောတောက်မောင်ကလည်းစောမော၏လက်ထဲမှဆိုယုံကပစ္စည်းတွေကိုပြန်လူသည်ပြန်ပေးစမ်းစောမောငါတော်သားကမင်းဘော်ရောက်သွားလိမ့်မယ်ကို့ကြည့်စမ်းစောမောကတောက်မောင်၏မိဖုရားကိုခက်ကြမ်းကြမ်းဆွဲမော့ကသူ့အားကြည့်စေသည်စောမောနှင့်တောက်မောင်အကြည့်ချင်းဆုံသွားရသည့်အခိုင်စောမောမြင်လိုက်ရတာကတောက်မောင်၏မျက်ဝန်းထဲတွင်ဝေးနေသောမျက်ရည်ပေါက်တစ်ဆက်အယိုးထဲသည့်စိတ်နေအောင်နာကျည်းနေသောအမုန်းတရားတို့ဖြင့်ပြည့်နှက်နေသောမျက်ရည်ပေါက်တစ်ဆက်စောမောကတောက်မောင်၏နှစ်ဖိုးပြင်လေးကိုခဖွားဖွားလေးနမ်းရှိုက်လာသည်အသက်ကိုဝါဝရှူခဏလောက်ဘာကုန်းမှမတွေးပဲအသက်ကိုပဲဝါဝရှူတောက်မောင်ငြိမ်ကြသွားသည်အသက်ရှူတန်တို့ကခုနကလောက်မပြင်းထန်တော့စောမောကတောက်မောင်၏လက်ချောင်းလေးများအားခဖွားဖွားလေးဆုပ်ကန်၍အကြောလေးတွေကိုနှိပ်ပေးလာသည်ဤသို့နှိပ်ပေးလျင်စိတ်ငြိမ်သည်ဟုကြားဘူးသည်မို့လက်ဖွားလေးကိုနှိပ်နယ်ပေးရင်းနှင့်ခဖြည်းဖြည်းလေးမေးလာ၏ခမလေးဘာတွေလုပ်နေရလဲရန်ကုန်ပြန်မလို့ဒီအခြေအနေနဲ့ဘလို့ပြန်มาလဲယထာနဲ့ပြန်မယ်အခုလက်မှတ်သွားဖြတ်ရင်မှီသေးရဲ့အခုအခြေအနေနဲ့ဆိုဘူသားတွေမှာစုံစမ်းရေးတွေကနဲမှာမဟုတ်ဘူးမန္တလေးကနေရန်ကုန်ရောက်ဖို့ဂျားထဲမှာဖျက်ရမယ့်ဘူသားတွေကနည်းနည်းနော်မှမဟုတ်ပဲပြီးတော့ခမလေးမမေးနဲ့ခမလေးဟာစုံစမ်းရေးဘက်ကစောင့်ကြည့်ခံနေရတဲ့သူမတင်ကောင်းမှုနဲ့ရုတ်တရက်ကောက်ဖမ်းသွားရင်ဘာမှဆက်လုပ်လို့မရတော့ဘူးတောင်မောင်ကစောမောအားစူကနေကြည့်လာ၏တစ်ဆက်တည်းမှာပင်စောမော၏လက်ကိုလည်းစက်ကနေပုတ်ထုတ်ပြလိုက်သည်ဒါဆိုငါ့ကိုဘာလုပ်စေချင်တာလဲပြောစမ်းပါငါ့ကိုဘာဖြစ်စေချင်တာလဲငါကိုတက်သိလိုက်ရတော့မလားတောင်မောင်စိတ်ရှိလက်ရှိအော်ဟစ်ပြလိုက်၏ပိတ်အော်လိုက်၍ရင်ဘက်ကနှိပ်ကြည့်မြင်ကြည့်မျက်လုံးများကနီရဲနေကလေပင်ထက်တွင်လည်းသွေးကြောများကအပြိုင်ပြိုင်ထားလို့တောင်မောင်ကတက်ပြင်းတစ်ချက်ကိုမောပန်းနွမ်းနေစွာရှိုက်ထုတ်၏ငါလဲပင်ပန်းနေပြီမနိုင်နိုင်မှန်းသိရဲ့နဲ့ရှိသမျှအင်အားလေးနဲ့အစွမ်းကုန်တိုက်နေရတာငါလဲပင်ပန်းလှပြီပြောရင်းနှင့်ခုနကမျက်ရည်ပေါက်ကလှိတ်ကနေစီကြလာသည်စောမောကဘာစကားတခွန်းမှမဆိုပဲထိုမျက်ရည်ကိုသူ၏လက်ဖမိုးဖြင့်ညှင်သာစွာတုပ်ပေးသည်တောင်မောင်၏အတန်ကအကွဲကအဖျားခံသေးသည်ငါရဲ့တငယ်ချင်းတွေညီအကိုလိုခင်ရတဲ့ဘော်ဒါတွေသိနေတာ哦ငါကဒီမှာငိမ့်ငိမ့်လေးထိုင်ကြည့်နေရမှာလားသူတို့တွေရဆက်ဆက်အသက်ခံနေရချိန်မှာငါကပတိလေးစိတ်ပြီးဖျားရှိမှာထိုင်ဆုတောင်းပေးရမှာလားမင်းသိလားစောမောဆုတောင်းပေးရဲ့ပါဇက်တွေကလက်တိဘွားမှာစောက်သုံးမဝင်ဘူးမြို့သိပ်ထားရသောခံစားချက်တွေကိုစောမောအားရင်ဖွင့်နေဟန်စိတ်သက်ခိုင်မာလာသည်ဟုကျောင်းသားသူကသမုတ်ကြသောတောက်မောင်သည်စောမောရှိတွင်တော့ပြိုလဲနေပါ၏စောမောကတောက်မောင်အားကြည်လာ၏
အခုရန်ကုန်ကိုတကယ်သွားကြင်လားဖြစ်လာမဲ့ကိစ္စတွေကိုတိတိရက်နဲ့သွားမှာလားသွားကြင်တယ်ငါရန်ကုန်ကိုသွားကြင်တယ်စောမိုးဒါငါဆန္ဒပဲကောင်းပြီကိုကိုတိုင်လိုက်ပို့ပေးမယ်ခမားလေးသွားကြင်ကိုကိုတိုင်လိုက်ပို့ပေးမယ်တအုံးမောင်ကစောမိုးအားမယုံတလို့ကြည်လာသည်စောမိုးကတအုံးမောင်၏ခေါင်းကိုခဖောက်ဖောက်လေးပုတ်ပေးကသူကမှုနုနုညံ့ညံ့လေးပြုံး၏ရန်ကုန်သွားကြမယ်ဟုတ်ပြီလားအဝတ်တွေကိုကိုသိမ်းလိုက်မယ်ခမားလေးကခဏနားလိုက်အောင်စိတ်ကိုငြိမ်အောင်လုပ်စိတ်မတည်ငြိမ်ရင်ဆုံးဖြတ်ချက်အမှားတွေလုံးမိတတ်တယ်ခမားလေးကဆုံးဖြတ်ချက်မှားချမိလို့မရဘူးလေခမားလေးနောက်မှာကြောင်သားသူရှိနေရမလားစောမောပြောပြကျေးဇူးတင်ပါတယ်ထိုစကားကြောင့်စောမောကဟက်ကနေရေမောလိုက်၏နော်ဘူဘောတောင်ထိပ်မှာကိုပြောခဲ့ဘူးရဲ့မလားကိုရဲ့ဆူတောင်ကခမားလေးဖြစ်ချင်တဲ့ဆန္ဒတွေပြေဝဖို့ပါပဲဆိုပြီးလေဒါပေမဲ့ကွာစောမို့ရတအုံးမောင်၏နှုံးမှထပ်ထွက်လာမည့်စကားလုံးများကိုစောမို့ကသူ၏လက်ညှိုးလေးဖြင့်ပိတ်ပင်၍ကြားမြင်လိုက်သည်ကိုပြောခဲ့ဘူးပါတယ်အကယ်၍တခုခုအမှားအယွင်းဖြစ်ခဲ့လို့ခမားလေးရဲ့နှလုံးသားမှာဝမ်းနည်းမှုတွေနဲ့ပြည့်နှက်နေပြီးခမားလေးရဲ့မျက်ဝန်းမှာမျက်ရည်တွေပြည့်ရှံနေခဲ့ရင်အဲ့ဒီအချိန်ကျတတိယဖို့အရာ၃ခုရှိတယ်။၁ကိုခမားလေးဘေးမှာရှိနေ။၂ကိုခမားလေးနဲ့အတူရှိနေတော့မယ်။၃ကိုခမားလေးရဲ့အနားမှာအမြဲတမ်းရှိနေမယ်လို့ပြောရင်းနဲ့တအုံးမောင်လည်းဘေးတင်ဆွဲထားသောကြေးဆွဲပြားလေးကိုကြည့်လိုက်၏နော်ဘူးဘောတွင်စောမုတ်ပေးခဲ့သည့်နေ့ကတည်းကစ၍တအုံးမောင်ကလည်းမချွတ်တန်းဆွဲထားခဲ့လေသည်ဒီဆွဲပြားလေးကိုခမားလေးကိုပေးလိုက်တဲ့နေ့ကစပြီးစောမုတ်ခေမှာဒီပတိဆိုတဲ့ကိုကခမားလေးရဲ့အပိုင်ပါပဲခမားလေးကခမားလေးခံယူချက်အတိုင်းလှုပ်ချင်တာကိုလှုပ်ကိုကလည်းကိုရီမှန်းချက်တွေကိုအကောင့်ထဲဖော်ရင်ခမားလေးဘေးနားမှာရှိနေပေးမယ်မင်းကွာစောမကလှစ်ခနဲခမက်မဲ့လေးပြုံးသည်ထို့အပြုံးကတခဏတာများတစက္ကန့်ဤ10ပုံတပုံလောက်ပင်မကြာလိုက်ချက်ချင်းပင်မျက်နာကတည်သွား၏ကိုကဂတိတီရဲ့အမျိုးကောင်းသားလေးလေချွင်းချက်အနေနဲ့တခါတလေတော့မကောင်းမှုတသေးလေးတွေကိုကျူးလွန်ရတာကိုသဘောကျတာပေါ့ခုနကဝုံတိုင်းကျဲထားသည်ဟုမထင်ရတော့အောင်ပင်အခန်းလေးကပြန်လဲတိတ်ဆိတ်သွားတော့လေ၏တအုံးမောင်ကကတင်ပေါ်တွင်ခြေပြစ်လက်ပြစ်လှဲလျောင်းရင်မျက်စိများကိုမိတ်ထားရင်အသက်ကိုခက်ဖြည်းဖြည်းရှုကာစိတ်ငြိမ်အောင်လုပ်နေသည်စောမိုကတအုံးမောင်၏အဝတ်အစားများကိုတသက်ရရက်ခောက်ရင်တစ်တာတဲ့စနစ်တကျထည့်ပေးနေလိုက်တော့သည်သို့ပါတော့လဲတစုံတရာကိုအလိုမကျဟန်ဖြင့်မဲနှက်နေသောမျက်ခုံးကတစ်ချက်တွန့်ကျိုးသွားပါလေ၏ကိုကအယူမသေးတတ်ပေမဲ့ကိုယ်စိတ်ထဲမှာမတင်မကြလေးဖြစ်နေရတခုတော့ရှိတယ်စီစဝါပန်းပေးခဲ့လို့တကယ်တမ်းဇဝေဇဝါနဲ့လမ်းပြောင်းနေသူတွေဟာကိုတို့နှစ်ယောက်များဖြစ်နေပြီလားလို့အခြေအနေဆိုးဝါးလာပြီဟုသိသောကြောင့်ပညာရေးဝန်ကြီးဦးမောင်ဒီကထုံးစံအတိုင်းတက္ကသိုလ်များအားလုံးကိုຫນွေရာကြီးကျောင်းပိတ်ရက်ပေးလိုက်သည်ငွေဆက်ကိုကိစ္စတုန်းကကျောင်းပိတ်တယ်ပြန်ကြားဟုအပြန်ရထားလက်မှတ်ဖြတ်ပေးလိုက်သည်နှင့်အားလုံးပြန်ကြသည်ယခုမှအသာတကြီးမပြန်ကြတော့တိုင်းပြည်လွတ်လပ်ရေးရပြီးကတည်းကလုံထင်းတွေစစ်သားတွေကဘလို့မတရားမှုတွေကျူးလွန်ခဲ့ကြပါစေပြည်သူလူထုကခေါင်းငုတ်ခံကြသည်လယ်စင်းခံကြသည်သို့ပါတော့လဲကျောင်းသားတွေကမှထို့သို့မတရားပစ်ခတ်ညှဉ်းပန်းတပ်ဖြတ်သည့်အခါတိုင်းခေါင်းငုတ်ပြီးလက်ကလေးပိုက်ပြီးအသာတကြီးအလျှော့ပေးခဲ့ခြင်းမရှိ7ဆိုလိုက်အရေးအခင်းဦးတန့်အရေးအခင်းကျွန်းဆွဲအရေးအခင်းတို့ကတတ်သေးကျောင်းသားတွေကင်နာကစာရေးဘောပင်စစ်သားတွေကင်နာက G
G3 စစ်သားတွေကလည်းစက်တနက်ဖြင့်မဲမဲမြေယာအကုန်ပြစ်တက်ခဲ့ကြသလိုကျောင်းသားတွေကလည်းတမိုင်းကိုတွေးနှင့်ရေးခဲ့ကြ၏ပြည်သူကိုနားလှည့်ပါရိုက်လှုပ်လာကြပြီဖြစ်သောအစိုးရမှမလိမ့်တပတ်လှုပ်ရန်အမျိုးမျိုးကြံစည်လာ၏စီမင်းအရာအထီးကယုံနှိမ်နင်းရေးတပ်ဖွဲ့များအနေနှင့်ရာဘာကြီးစံကိုသာအသုံးပြုခွင့်ရှိသည်သို့ပါတော့လည်းဦးစိန်လွင်၏လုံထိန်တပ်ဖွဲ့ကမူတိုင်းပြည်၏အနာဂတ်ပညာရှင်အင်ဂျင်နီယာလောင်များကိုကြီးစံအစစ်ဖြင့်အမှန်တကယ်ပစ်ခတ်ခဲ့သောကြောင့်ကျောင်းသား2ဦးပွဲချင်းပြီးသေဆုံးကာကျောင်းသားအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့၏ဒဏ်ရာပြင်းထန်သောကျောင်းသားတွေကိုလုံထိန်ကားပေါ်တင်ခေါ်သွားတာကိုပဲတွေ့လိုက်ရသည်စေယုံကြီးတို့ခေါ်သွားသလားဘလို့ကုပေးနေတယ်လဲဘာမှမသိရဒါမှမဟုတ်ကြံသောတုတ်တန်ကိုခေါ်သွားတာလားမသိဘာကိုမှတိတိကျကျမသိရထို့အခြေအနေနဲ့ကျောင်းသားများမှအိမ်မပြန်နိုင်အကောင်လုံးကနာကျင်မှုများကိုစီနှင့်ကျောင်းသားသူကအစိုးရအားသူတို့အလိုရှိသည့်အချက်များကိုတောင်းဆိုလာကြ၏1ကျောင်းမပိတ်ပဲဆက်ဖွင့်ထားပေးရန်2ကျောင်းကိုဝိုင်းရန်ထားသောရဲများကိုရုပ်သိမ်းပေးရန်3တောင်းဆိုချက်များကိုအမြန်ဆုံးတာဝန်ယူဖြည့်ရှင်းပေးနိုင်မည်တာဝန်ရှိသူတဦးဦးနှင့်ကျောင်းသားကိုယ်စားလှယ်5ဦးကိုတွေ့ဆုံဆွေးနွေးခွင့်ပေးရန်4တောင်းဆိုချက်များကိုဖြည့်ရှင်းပေးနိုင်သည့်အထိလုပ်ပိုင်ခွင့်တာဝန်မရှိသူများကကျောင်းအနီးသို့မလာကြရန်5လုံထိန်များ၏လက်ချက်ဖြင့်တည်ဆုံးခဲ့ရသောကိုဖုံးမော်၏စာပနာအားနိုင်ငံတော်စာပနာအနေဖြင့်ကျင်းပပေးရန်သို့ပါတော့လဲအစိုးရကတစ်ချက်လေးမျှမလိုက်ရောပေးခဲ့အကယ်၍တောင်းဆိုချက်များကိုအ ਨੇ အကျဉ်းမျှလိုက်ရောပေးခဲ့လျင်တောင်ကျောင်းသားသူ၏အမျက်တော်သားကငြိမ်သက်သွားကောင်းငြိမ်သက်သွားနိုင်သည်ယခုအခါတွင်တော့ကျောင်းသားသူကလုံးဝအလျှော့ပေးတော်မူဟန်မရှိIIDတွင်တော့ကိုဖုံးဝါကြာဆုံးခဲ့သည့်နေရာတွင်ကျယ်ပုံပြုလုပ်ထားပြီးကျောင်းသား400ခန့်ကစုယုံဟောပြောနေကြသည်ကျောင်းဝင်းအပြင်တွင်တော့ BEI ဘတ်အချမ်းနှင့်စိုက်ပျိုးရေးဝင်းဘတ်မှစပြီးလုံထိန်းတွေကကျောင်းချန်စီယိုကိုပတ်လဲဝိုင်းထားကြသည်သူတို့ကိုမြင်တော့ကျောင်းသားတို့ကဒေါသထွက်လာတော့၏မြို့သိမ်းထားရသောနာကြီးရိပ်များကတက်လိမ့်လိမ့်တက်လာသည်သို့ပါတော့လဲအချင်းချင်းအသက်နိုင်ဆုံးပြန်ထိန်ကြ၏ထိုနေထုတ်လှုပ်သားပြည်သူနေ့စဉ်သတင်းစာတွင်မောင်ဖုံးမောင်မှာအရက်သားများနှင့်ရန်ဖြစ်ရာမှရရှိသောဒဏ်ရာများကြောင့်သေဆုံးသွားသည်ဟုဖော်ပြထား၏တဖန်ည8 နာရီသတင်းတွင်လည်းစက်မှုတက္ကသိုလ်သတင်းကိုကြေညာရာ IID ကျောင်းသားများကိုပင်အပြစ်ပုံချခဲ့သည်တစ်ဆက်တည်းမှာပင်ရက်ရွာအေဂျင့်သားရရေးနှင့်တရားဥပဒေစိုးမိုးရေးကိုအနှောက်အယှက်ပြုလုပ်သောကျောင်းသားများကိုထိထိရောက်ရောက်အရေးယူမည်ဟုကြေညာခဲ့သည်အစိုးရနှင့်ကျောင်းသားသူကြားကအခြေအနေမှာတင်းမာတာထက်ကိုပိုသွားလေပြီတစ်ဖက်ကတနက်ကင်သောလက်တစ်ဖက်ကဘောပင်ကင်သောလက်ညမຫນွေဦးဖြစ်သောမတ်လာတွင်ຫນွေဦးတော်လန်ရေးကလည်းတဖြည်းဖြည်းနှင့်စတင်လာလေပြီတအုံမောင်တယောက်ရန်ကုန်သို့ရှော့ရှော့ရှူရှူပြန်ရောက်လာသည်စောမို့ကလည်းတအုံမောင်နှင့်အတူလိုက်လာ၏တအုံမောင်ကသူ၏အိမ်၌ပင်စောမို့အားဆိုအတင်းတဲစေသည်ဒီလိုနှင့်စောမို့တယောက်တအုံမောင်၏အိမ်သို့ရောက်လာတော့သည်တအုံမောင်တို့အိမ်ကပေ40-60ပြင်တောင်အိမ်လေးဖြစ်သည်ဦးစွာမြင်ရသည်ကတစ်သားခြံစည်းရိုးလေအိမ်ရှိအရေးရတမာပင်ကြီးကြောင့်ခြံဝါသို့အရောက်တွင်ပင်လူကအေးမြသွားရသည်အမျိုးသားကျောင်းဆရာကြီး၏အိမ်ပြီးသားစွာပင်ရိုးရိုးရှင်းရှင်းပကသနာတို့မရှိတအုံမောင်ကခြံစည်းရိုးလေးကိုအတမထွက်အောင်ညင်ညင်တသားလေးတုံဖွင့်လိုက်၏လာစောမို့ငါအိမ်ကမင်းအိမ်လောက်တော့မကျယ်ဘူးကွကိစ္စမရှိပါဘူးဗျာခမည်းလေးရဲ့အိမ်ဟာကို့အိမ်ပဲပေါ့ဘာရဲ့မဟုတ်
တောက်ဦးမောင်၏အိမ်ကိုတစ်ချက်မျှအကဲခတ်ကြည့်မိသည်ခြံဝင်းထဲတွင်တော့စပယ်ပန်းများကိုညီညီညာညာစိုက်ထားသည်စနေတကျပြုစုပြိုးထောင်ထား၍စပယ်ပွင့်တွေကငွားငွားဆွဆွနှင့်ခြံနောက်ကတစ်သားစင်လေးတွင်တော့ဟင်းသီးဟင်းရွက်အပင်အချို့ကနွယ်တက်လျက်သာဧကန်ပေါဝါတို့အရောက်တွင်တောက်ဦးမောင်ကဖနက်ကိုချွတ်လိုက်သောကြောင့်စောမကလည်းဖနက်ကိုချွတ်လိုက်၏ဧည့်သည်ကအိမ်ရှင်ကိုလေးစားရမည်မဟုတ်ပါလားအထုပ်တွေကိုတဲ၍ဧကန်တဲတို့အဝင်တွင်ပင်သတင်းစာဖတ်နေသောဖခင်ဦးကျော်မောင်ကိုတွေ့ရသည်ဖေဖေကိုမြင်လိုက်ရတော့တောက်ဦးမောင်အားရှိသွားရ၏ချက်ချင်းပင်ဖေဖေစီအပြေးသွားမိသည်ဖေဖေတောက်ဦးမောင်၏အတန်ကိုကြားလိုက်ရတော့ဦးကျော်မောင်မှာအံ့ဩသွားရ၏အတန်လာရသို့ချက်ချင်းပင်ကြည့်မိ၏မိမိစီသို့ပြေးလာသောသားငယ်မှသားငယ်အစ်စ်ပါလေသားဦးကျော်မောင်ကဖက်လက်စာသတင်းစာကိုစပွဲပေါ်ပစ်တင်လိုက်ပြီးဖခင်တယောက်၏အပြုံးတပွင့်ဖြင့်တောက်ဦးမောင်အားစီကြိုသည်သားငယ်ဖြစ်သူဘာမှမထိမခိုက်ဘူးဆိုတာသိကြမှဦးကျော်မောင်လည်းစိတ်အေးသွားရသည်သားရဖေဖေကိုဖုံးကြိုဆက်ရင်ဖေဖေလာကြိုမှာပေါ့ကွာရန်ကုန်မှာဒီလောက်ခြေနေတွေစိုးနေရဖေဖေကိုအလကားနေရင်ဒုက္ခမပေးခြင်းလို့ပါဗျာစောမောအကဲခတ်ကြည့်ရသလောက်မြင်ရသည်ကတောက်ဦးမောင်၏ဖခင်သည်တောက်ဦးမောင်အား14မှအပြစ်မတင်မဆူမပူတာဖြစ်သူ၏ဆုံးဖြတ်ချက်တိုင်းရွေးချယ်မှုတိုင်းကိုဝင်ရောက်ဆွတ်ဖက်ခြင်းမရှိဘဲအမြဲလက်ခံပေး၍ဘေးနာကနေအားပေးနေသူတဦးတောက်ဦးမောင်ဘာကြောင့်တိတ်တော်လဲဆိုသည့်အဖြစ်အရင်အမြစ်ကိုစောမို့တည်သွားလေပြီဤဒီမှာမိဘဖြစ်သူကကလေးဖြစ်သူအားဝင်ရောက်လှမ်းမိုးချုပ်ကင်ခြင်းမရှိဘဲငငယ်ကလေးကလွတ်လပ်စွာတွေးခေါ်စေခဲ့၍ဗမာလူမှုဘဝပုံစံမှာရှားမရှားတိတ်တော်တဲ့မိဘတွေပဲဦးကျော်မောင်ကတော့တောက်ဦးမောင်ကိုအကြာကြီးနေမှပြန်တွေ့ရ၍ဝမ်းသာနေလေသည်ဘယ်နဲ့လဲလာရတာအဆင်ပြေရဲ့လားလမ်းမှာစစ်တာဆေးတာတွေရောရှိသေးလားစောမို့ကြောင့်အကောင်အဆင်ပြေတယ်ထိုအခါမှဦးကျော်မောင်ကစောမို့ကိုတတိပြုမိသွား၏စောမို့ကတောက်ဦးမောင်၏ဖခင်ဦးကျော်မောင်ကိုရိုးရိုးသေးသေးပင်နှုတ်ဆက်သည်ကျွန်တော်နာမည်စောမို့ပါစောမို့၏အကြောင်းကိုတားဖြစ်သူကကြောင်ပိတ်ရက်ပြန်လာတိုင်းပြောပြနေကြဖြစ်၍ကြားဖူးနေတာတော့ကြပြီယခုမှလူချင်းတွေ့ဘူးချင်းဦးကျော်မောင်ကခေါင်းတညိမ့်နေနှင့်မောင်စောမို့ဆိုတာမောင်ရင်ကိုထိုစင်မှာပင်အတန်တွေကြားရ၍တောက်ဦးမောင်၏မိခင်ဖြစ်သူကလည်းဟင်းချက်နေရမှအိမ်ရှိသို့ထွက်လာအခိုင်မှာပင်တောက်ဦးမောင်ကိုရုတ်တရက်ကြီးတွေးလိုက်ရ၍အံ့ဩသွားရ၏သားရှောင်းမကြီးကိုကင်လျက်သားနှင့်တောက်ဦးမောင်အားပြေးဖက်လေတော်သည်မှန်စမ်းအမေဘီဘီထိခိုက်သေးလားဘာလားညာလားကိုလည်းစိုးရိမ်တကြီးနှင့်စစ်ဆေးနေသေး၏ဘေးမတီရမခထိခိုက်ဒဏ်ရာမဖြစ်တာတေချာမှရင်ထဲကအလုံးကြီးကျသွားတော်သည်အမလေးဘာမှမဖြစ်လို့တော်သေးရဲ့တောက်ဦးမောင်ကစောမို့အားမိတ်ဆက်ပေးလေ၏ဒါစောမို့လေအရင်တစ်ခါကနော်ဘူဘောကိုအတူသွားတဲ့တငယ်ချင်းမင်္ဂလာပါတော်ကျွန်တော်စောမို့ပါဗျတားပြောပြလို့နာမည်ချင်းသိနေရကြပြီလူချင်းတော့အခုမှတွေ့ရတော့တယ်တွေ့ရတာဝမ်းသာတယ်ကွယ်မင်းတငယ်ချင်းကကြိုးလဲဖုံးမဆက်ထားတော့တော်မှအခန်းတော်မပြင်ထားမိဘူးအားနာကြတွေဖြစ်ကုန်ပြီရပါတယ်ဗျကျွန်တော်တောက်ဦးမောင်နဲ့အတူအိတ်လို့အဆင်ပြေပါတယ်ထိုစကားကြောင့်တောက်ဦးမောင်ကမကြေမနက်နှင့်ဆက်ခနဲလှမ်းကြည့်၏စောမောကတော့ပခုံးလေးသာတွန်းပြသည်ခမ ्या လေးကစုပ်ပြန်ချင်နေတာပဲသိပြီးအိမ်အောင်ဖုံးဆက်ဖို့မေ့နေတာကိုခံပေါ်ဟုသည့်အတိတ်ပဲနောက်ဖေးမှာထမင်းအိုကြီးကတဲလဲစဖြစ်၍ပြန်သွားရအောင်မည်မသွားခင်မှာသားကိုမှားရသေး၏
ကဲကဲနားကြအောင်မောင်စောမို့ကိုအနိုင်ကျင့်မနေနဲ့အောင်နော်တာအမဲသူ့ကိုပဲအနိုင်ကျင့်အောင်မယ်ရှိသေးတောင်မောင်ကမကြည်မနှက်ရေရိုးကစောမော်၏လက်ကိုဆွဲကအခန်းထဲသို့ခေါ်လာ၏လာစောမော်စောမော်ကလည်းတောင်မောင်ခေါ်ရနောက်သို့ပါသွား၏အိမ်တောင်စွန်းသားရှိအခန်းလေးကတောင်မောင်၏အခန်းလေးဖြစ်သည်တောင်မောင်၏ဘေးအခန်းတွင်တော့ခန့်ဦးမောင်၏အခန်းအပေါဝါကပြလွန်းလွန်းခန်းစီလေးကိုတွန်းဖဲ့လိုက်ပြီးအခန်းတကားကိုတွန်းဖွင့်လိုက်သည်တကားပွင့်သွားပြီးနောက်မြင်လိုက်ရသည်ကတောက်ဦးမောင်၏အခန်းဒါငါအခန်းပဲစောမုံအခန်းကဖုန်နှန်းတွေနန်းနေခြင်းမရှိတောက်ဦးမောင်၏ကိုတင်ရနန်းကခပ်ဖြော့ဖြော့လေးပြန့်နှံ့နေသည်လုံနေအောင်ပိတ်ထားသည့်တိုင်အောင်ပြတင်းပေါက်မှန်မှတဆင့်အလင်းရောင်ကအခန်းအတွင်းသို့ဖြာကျလာ၏တောက်ဦးမောင်ကပြတင်းပေါက်ကိုတွန်းဖွင့်လိုက်တော့စပယ်ပန်းရနန်းတို့ရောနှောနေသောလေအေးအေးကအခန်းအတွင်းသို့အလုံးအရင်နှင့်ဝင်လာသည်တောင်မောင်၏အခန်းကရိုးရိုးရှင်းရှင်းတယောက်အိတ်ကတင်တစ်လုံးအဝိဘီယိုတစ်ခုစာအုပ်စင်လေးနှင့်စာကြည့်စပွဲသာရှိသည်တောင်မောင်ကအဝိထုပ်များကိုကတင်ပေးနာချရင်းနှင့်တစ်ဆက်ထဲမှပင်ကတင်ပေးနာရှိစာကြည့်စပွဲအန်ဆွဲထဲမှဆက်လိပ်ဘူးနှင့်ဆက်လိပ်ကိုယူလိုက်ကအင်ကြီးအိတ်ကတ်ထဲထည့်လိုက်၏ထိုအခိုက်တွင်တော့စောမော်ကစာအုပ်စင်ရှိစာအုပ်များကိုသူ၏လက်ထိပ်ဖြာလေးနှင့်ရှက်ပြေးကစားရင်းစင်ပေါ်ရှိတောင်မောင်၏စာအုပ်တအုပ်ချင်းစီကိုစိတ်ဝင်စားနှင့်ကြည်နေသည်စာအုပ်များကတန်တန်မမတ်ညီညီညာညာနှင့်စစ်နှင့်ငိမ့်ချမ်းရေးလိုမျိုးကဘာကျော်ကနဝင်စာအုပ်များမှအစညီမလေးရဲ့စိုးရိမ်မိတဲ့လိုမျိုးတကယ်ရသစာအုပ်တွေအထိစာအုပ်တွေကတတ်ရရနှင့်ခောက်ရတစ်ခုလေးပင်မရှိစာအုပ်ကိုစီ၌စာမှတ်ကပ်လေးတစ်ခုစီကိုထည့်ထား၏စောမော်၏မျက်ဝန်းတောင်မှဖြတ်ကနေမြင်လိုက်ရသည်ကစင်၏အောက်ဆုံးထောင်သားရှိဖိုင်အကြီးလေးတစ်ခုစောမော်ကကိုအနှဲငယ်ကိုင်းညောလိုက်၍ထိုဖိုင်သေးလေးကိုလှမ်းယူလိုက်၏ထွေထွေထူးထူးလှမ်းကြည့်စရာပင်မလိုပါချေအကြည်သားပေမို့အထဲကိုအထင်းသားထွင်ဖောက်၍မြင်နေရသည်ဖိုင်ထဲတွင်ညီညီညာညာထည့်ထားသောစာအိတ်တွေကအထက်လိုက်စာအိတ်ထက်တွင်တော့ခမားလေးစီသို့ဟူ၍လိပ်စာတထားသောလက်ရည်များဤလက်ရည်ကိုစောမော်သေးချသိသည်မိမိ၏လက်ရည်များပေပဲဤစာတွေကလည်းမိမိကိုယ်တိုင်တပ်ဦးမောင်အားပေးထားသောစာတွေပဲစာအိတ်တွေကိုကြည့်ရင်းနှင့်စောမော်သဘောကျစွာဖြင့်ပြုံးမိသွား၏ကိုပေးထားတဲ့စာတွေကိုတေချာလေးကိုတင်ထားတာပဲဘဝရဲ့အကောင်ဆုံးအမှတ်တရတွေပဲတင်ထားရမှာပေါ့ကွာတောင်မောင်ကစောမော်ထံသို့လျှောက်လာ၏အဲ့ဓာတွေခဏအသာထောင်စောမော်၏လက်ထဲမှဖိုင်ကိုစင်ပေါ်ပြန်ထားလိုက်ပြီးသူကမှုစောမော်အားလက်ကောက်ဝတ်မှစုပ်ကိုင်လိုက်သည်လာစောမော်ငါမင်းကိုပြစရာရှိရဲ့ဘာလို့လဲငါတိတ်တန်မိုးထားရတဲ့နေရာကိုစောမော်၏လက်ကိုဆွဲ၍အခန်းအပြင်သို့ထွက်လာ၏တောင်မောင်၏ခြေလမ်းများကခန့်ဦးမောင်၏အခန်းရှိသို့အရောက်တွင်တန့်သွားသည်လက်ချောင်းများကတကားလက်ကင်ကိုလှည့်၍ဖွင့်ရန်ပြင်တော့လဲမဖွင့်နိုင်သေးပဲတကားလက်ကင်ကိုသာငူငူငေါငေါကြီးစုပ်ကင်ထားလျက်မိတာမျက်လုံးများကလည်းတကားမျက်နှာပြင်ကြီးကိုသာတွေ့တွေ့ကြီးကြည့်နေသည်စောမော်ကမေးငေါ၍မေးလိုက်၏ဒါဘသူအခန်းလဲကိုအခန်းကိုတောက်ဦးမောင်၏အကိုအခန်းခန့်ဦးမောင်၏အခန်းစောမော်ကတောက်ဦးမောင်အားဖြတ်ကနေလှမ်းကြည့်လာ၏ကိုဝင်လို့အဆင်ပြေပါမလားမင်းကငါအတွက်တော့တစိမ့်မှမဟုတ်တာကွာတောက်ဦးမောင်ကအသက်ကိုဝါဝရှူသွင်းလိုက်ပြီးနောက်အခန်းတကားကိုတွန်းဖွင့်လိုက်သည်တောက်ဦးမောင်ကရှေ့ရဝင်သွားလိုက်ပြီးစောမော်က
အနောက်ကပါလာသည်ခန့်ဦးမောင်ဆုံးသွားပြီးမှဆယ်စုနှစ်တစုကျော်နေပြီဖြစ်တော်လဲအခန်းလေးကခန့်ဦးမောင်အသက်80ကကဲ့သို့တပုံစံတဲ့14မှပြောင်းလဲခြင်းမရှိဖေဖေကပျက်စီးစားပြုနေသောကတင်တိုင်များဗီယိုအနားများကိုပြန်ပြင်ပေးသည်မေမေကတပတ်တစ်ခါတန့်ရှင်းရေးလုပ်ပေးသည်တောက်ဦးမောင်ကတော့စာအုပ်တွေကိုဖုံတုပ်ပေးသည်ငါရဲ့ညီမလေးရဲ့ငါမိဘတွေရဲ့ကိုရဲ့အခင်ဆုံးတငယ်ချင်းတွေရဲ့ပြီးရင်မင်းကဒီအခန်းကိုဝင်ဖူးတဲ့ပထမဆုံးလူပဲကိုဆုံးပြီးရဲ့ချိန်ကစပြီးဒီအခန်းကိုပထမဆုံးဝင်ခွင့်ရတဲ့သစိမ်းကတော့မင်းပဲမင်းစိတ်ကြိုက်ကြည့်လို့ရရဲ့စောမုံတောက်ဦးမောင်ကခန့်ဦးမောင်၏ကတင်ထက်တွင်ခြေပြစ်လက်ပြစ်ဝင်ထိုင်လိုက်သည်ဝင်ပေါနာကစပွဲလေးထက်တွင်တော့မိသားစုတပ်ပုံလေးကတင်လျက်သာထိုတပ်ပုံလေးကိုစောမုံယူကြည့်လိုက်၏မိဘနှစ်ပါးတက္ကသိုလ်ကျောင်းသားကြီးခန့်ဦးမောင်နှင့်သူငယ်တန်းကျောင်းသားလေးတောက်ဦးမောင်ခန့်ဦးမောင်ကတောက်ဦးမောင်ကိုကြည့်ရင်ပြောင်းရနေပါ၏တစ်ဆက်တည်းမှာပင်တောက်ဦးမောင်၏ပခုံးကိုလည်းသူ၏လက်တစ်ဖက်ဖြင့်တင်းတင်းကြပ်ကြပ်တိုင်းဖက်ထားပါသေးသည်ခန့်ဦးမောင်ကတောက်ဦးမောင်ကိုဘလောက်တောင်မှချစ်လဲဆိုတာဒီတပ်ပုံလေးကိုကြည့်ရုံနဲ့တင်စောမုံမှန်းဆနိုင်နေပြီတပ်ပုံလေးကိုကြည့်နေရင်နှင့်ပင်သူငယ်တန်းအရွယ်တောက်ဦးမောင်၏မျက်နှာလေးကိုလက်ချောင်းလေးဖြင့်ခါဖွားဖွားလေးထိတွေ့ကြည့်မိသည်မျက်လုံးနက်နက်လေးကကင်မရာကိုခတ်ဆူးဆူးစိုက်ကြည့်နေပြီးနှာခမ်းများကိုခတ်တင်းတင်းစိတ်ထားသည်ငယ်ငယ်လေးကတည်းကအကြောင်းလမ်းမရှိသည့်ပုံစံလေးလှုပ်ရဲရင်ခန့်ရဲတယ်ဆိုသည့်အချို့ကလည်းထိုအရွယ်ကတည်းကအမျက်တွေ့လာဟန်တောက်ဦးမောင်ငယ်တုန်းကပုံကိုစောမုံမှာအခုမှမြင်ဘူးခြင်းဖြစ်သည်ဘလို့ပုံစံလေးမှတ်မသိငယ်ငယ်ကတည်းကတကယ်ကိုကြစ်ကန်ကန်အစိုးလေးခမားလေးငယ်ငယ်တုန်းကချစ်စရာလေးပဲဒီတက်ပုံလေးရိုက်တုန်းကငါကသူငယ်တန်းလားပဲရှိအောင်ပဲကိုကရာဇူးကចောင်းသားကြီးပေါ့အဲ့ဒီတုန်းကတော့ညီမလေးကနတ်ပြည်မှာပျော်ပါနေတာပေါ့ကွာပြောရင်းနဲ့ပင်တောက်ဦးမောင်ကအိတ်ကက်တဲ့ရှိ secret ဘူးနဲ့မိချစ်ကိုထုံးလိုက်က secret တလိပ်ကိုနှိုက်ယူသည်စောမောကတောက်ဦးမောင်အားအလိုမကျသလိုခတ်ဆူဆူကြည့်လာ၏သို့ပါတော့လဲဘာမှတော့မပြောတောက်ဦးမောင်ကဂယုပင်မဆိုင် secret ဘူးလေးကိုပင်လှုပ်ရမ်းပြလိုက်သေး၏မင်းရောတောက်အောင်မလားတက်လိပ်လောက်ပေါ့ဓာတ်ပုံလေးကိုသူ့နေရာနဲ့သူပြန်ထားလိုက်ပြီးတောက်ဦးမောင်ရှိရာသို့တလှမ်းကျင်းသွားသည်စာကြည့်စပွဲမှထိုင်ကုန်ကိုစက်ကနေဆောင်ဆွဲယူလိုက်ကတောက်ဦးမောင်ရှိသေးသေးတွင်နေရာချသည်ထိုထိုင်ကုန်တွေပင်စောမော့ကခြေချဲ၍ဝင်ထိုင်လိုက်ပြီးတောက်ဦးမောင်၏လက်ထဲရှိ secret ဘူးထဲမှ secret တလိပ်ကိုတွေ့ပြောင်းရှိလျားသောလက်ချောင်းများဖြင့်နှိုက်ယူလိုက်သည်ဆေးလိပ်တောက်ဖို့မဲဆိုတာခမားလေးဆိုတော့ခမားလေးပဲဆေးလိပ်မီးညှိပေးတဲ့တယ်မဟုတ်လားစောမော့က secret လိပ်ကိုနှကန်းထောက်တင်ကြိုက်ခဲလိုက်ကကိုရှေ့သို့ကင်ပေးလိုက်၏စူရဲနေသောမျက်ဝန်းများကမှတောက်ဦးမောင်အားရီဝေမူရစ်စွာစိုက်ကြည့်နေသည်တောက်ဦးမောင်ကလည်းစောမော့အားတက်တဲ့ပင်ပြန်ကြည့်နေသည်အကြည့်ချင်းဆုံနေကြသောထိုအခိုင်၌နှစ်ယောက်လုံးစကားမပြောဖြစ်ကြတခါမှမမြင်ဘူးကြသူများအလားတယောက်၏မျက်ဝန်းကိုတယောက်ကငေးကြည့်နေကြသည်ထိုစဉ်မှာပင်တောက်ဦးမောင်ကမိကျစ်အဖုံးကိုဖွင့်ကာလက်မလေးဖြင့်ပုတ်တိုက်ဆွဲလိုက်၏မိကျစ်ကိုချစ်လိုက်၍လက်ကနေထွက်ပြူလာသောမိစားကတောက်ဦးမောင်နှင့်စောမုံနှစ်ယောက်လုံး၏မျက်လုံးအိတ်ထက်တွင်အရိပ်ထင်ဟန်လာသည်အကြည့်ချင်းဆုံနေသောမျက်ဝန်းနှစ်ခုကမိကျစ်ဝါမှရိမ့်နှဲ့နေသောဂတ်မီတောက်ကအလယ်မှနေ၍ပိုင်ချလိုက်တကယ်တော့ထိုအခိုက်မှာပင်နှစ်ယောက်လုံးမတိုင်ပင်ထားပဲတယောက်ကိုတယောက်ကြည့်ရင်နှင့်ပြုံးမိသွားကြ၏စောမော့ခေမာဒီပတိရဲ့ဆန္ဒအတိုင်းပါပဲ
ပျော်ပျော်ဆိုဆိုနှင့်တောက်ဦးမောင်ကစောင်းမကိုက်ခဲထားသော secret ထိပ်ဝါကိုမိညှိပေးလိုက်သည်မိစာလေးက secret ထိပ်ဝါတွင်ရှဲကနေမိဆွဲသွားပါလေ၏တောက်ဦးမောင်ကလည်းသူ့စိတ်လေးကိုမိညှိလိုက်ပြီးဖြည်းဖြည်းအေးအေးတောက်နေပါ၏ငါအခုလိုစိတ်လိတ်တောက်နေတာကိုသာကိုမြင်ငါ့ကိုစူတော့မှာပဲစူမှာမဟုတ်ပါဘူးကိုခန့်အောင်မဟာအရွယ်ရောက်ပြီးသားညီလေးရဲ့ဆုံးဖြတ်ချက်နဲ့လုပ်ရက်တွေကိုတေချာပေါက်အလေးထားပေးမဲ့အကိုတယောက်ပဲလေဒါနဲ့ငါအမြဲတမ်းမေးချင်နေတာတစ်ခုရှိတယ်ဘာမေးချင်တာလဲမင်းကဘာလို့အမြဲတမ်း support လုပ်ပေးနေရလဲငါရဲ့ဆုံးဖြတ်ချက်တွေကိုတခါမှမကန့်ကွက်ဘူးမင်းနဲ့ငါဟာယူဆချက်တွေခံယူချက်တွေနည်းနည်းလေးမှမတူပေမဲ့ငါကိုတခါမှလည်းအပြစ်မတင်ဘူးတလို့ငါကိစ္စတွေမှာလည်းတခါမှဝင်ရောက်ဆွတ်ဖက်တာမရှိဘူးဘာလို့လဲငါဖြစ်ချင်တာမှန်သမျှကိုလိုက်ရောပေးတာဘာကြောင့်လဲစောမော်က secret ကိုနှက်ခမ်းချောင်းဝါတွင်ကြိုက်ခဲထားရင်းနှင့်ပင်ခပ်ပါပါလေးပြုံးရောင်တန်းသွား၏ခမည်းလေးကကို့ပုံစံဘလို့ချင်းလို့လဲဘလို့ပြောရမလဲမင်းပုံစံကတကယ် supportive boyfriend ပဲတောင်မောင်၏အမေကိုမဖြေသေးပဲစောမော်ကမေကွန်းတစ်ခုပြန်မေးသည်ကိုမေမေကဘလို့တည်သွားလဲသိလားတောင်မောင်မသိစောမော်10နှစ်လောက်ကတည်သွားတာပဲသိသည်ဘလို့ကြောင့်တည်သွားတာလဲကိုဖြင့်စောမော်ကတခါမှမပြောဘူးစောမော်က secret ကိုလက်ညှိုးနှင့်လက်ကလေးဖြင့်ဖိညှက်၍အေးအေးဆေးဆေးတောင်းနေရင်ထွက်လာသောစိတ်လိမ်ဝှင်းများကိုတောက်မောင်နှင့်စန့်ကျင်ဘက်အရက်သို့ခပ်ဖြည်းဖြည်းလေးမှုတ်ထုတ်လိုက်သည်သူ့ကိုယ်သူတတ်တည်သွားတာဘာကြားလိုက်ရသောစကားကိုတောက်မောင်ယုံတောင်မယုံနိုင်မီလက်ထဲက secret လေးပင်ပြုတ်ကျတော့မလို့ဖြစ်သွားသည်စံအေကရန်ဒါပေါ်ကနေခုန်ချသွားတာကိုမျက်စိရှိမှချင်းခုန်ချသွားတာထိုစကားများကိုစောင်းမို့သည်ဘာမှမခံစားရသည့်အလားအေးအေးဆေးဆေးပင်ပြောနေပါ၏ထိုနေ့ကအဖြစ်အပျက်များကစောင်းမို့၏မျက်စိရှိတွင်အလိုလိုပြန်ပေါ်လာသည်ရန်ဒါတန်းပေါ်တွင်ခြေပလာဖြင့်ရက်နေသောထိတ်တင်နှင့်လေကတဖြူဖြူတိုက်နေ၍ကောင်းချင်းအဖျားဖျားနှင့်ပြည့်စုံနေသောဆန်နွယ်များကတလွန်းလွန်းနှင့်တဟူဟူတိုက်နေသောလေအဟုန်နှင့်အတူဆန်နွယ်တို့ကမျက်နှာကိုတလွန်းလွန်းနှင့်ရိုက်ခတ်လာသည့်ကြားမှထိတ်တင်နှင့်ကပြုံးနေပါ၏စောမော်၏အတန်ကအေးအေးဆေးဆေးတုံရင်နေခြင်းမရှိအကွဲနေခြင်းမရှိပကတိတည်ငြိမ်ခြင်းဖြင့်အဲ့ဒီတုန်းကမေမေကိုတားဖို့တတိမရဘူးကိုမေမေကိုငေးကြည့်နေမိတာတခါမှမမြင်ဘူးတလို့မျိုးငေးကြည့်နေမိတာတကားပေါဝတွင်တော့ဦးကြောင်ကြောင်လေးမတက်ရက်နေသောစောင်းမကထိတ်တင်နှင့်၏အပြုံးကိုအံ့ဩတကြီးနှင့်ငေးကြည့်နေမိသည်မိမိအသက်ရှင်လာသည့်10နှစ်လုံးမေမေကထို့သောအပြုံးမျိုးပြုံးသည့်ကိုတခါမှမမြင်ဘူး၍မေမေကပြုံးနေရဲ့မေမေအပြုံးကတိတ်လှတာပဲမေမေကိုမြင်ဘူးတဲ့10နှစ်လုံးမှာအဲ့ဒီအပြုံးကအလှဆုံးနဲ့အလွတ်လတ်ဆုံးပဲမေမေဒီလိုပြုံးတာကိုတခါမှလည်းမမြင်ခဲ့ဘူးမေမေမျက်လုံးလေးတွေကအရင်နေ့တွေကလိုမှိုင်မှိုင်တွေ့မဟုတ်ပဲစိမ်ပွင့်လေးတွေလိုတက်လက်လက်နဲ့တောက်နေတာမေမေကိုကြည့်ရတာဘာနဲ့တူလဲဆိုတော့လောကကြီးကိုလွတ်လွတ်လပ်လပ်ပြန့်တန်းသွားတော့မဲ့ငှက်ငယ်လေးလိုပဲတိတ်ကိုလွတ်လပ်ပေါ်ပါပြီးပျော်နေရှာတာဘဝတစ်လျှောက်လုံးမှာတခါမှမမြင်ဘူးတဲ့အဲ့ဒီအပြုံးလေးကိုတအံ့တော်နဲ့ငေးကြည့်နေခဲ့မိတာတောင်မောင်သည်စောင်းမအားအလံတကြားလှမ်းကြည့်မိ၏စောင်းမကတော့ secret ကိုသာတောက်မြဲတောက်နေလျက်စောင်းမော်၏မျက်နှာထက်တွင်တော့
နာကျင်ဟန်လည်းမရှိဝမ်းနဲ့ဟန်လည်းမရှိသူကြည့်ဘူးတဲ့စကားတကားအကြောင်းကိုတပ်ဦးမောင်အားပြန်ပြောပြနေတယ်လို့မျိုးထိုစင်မှာပင်စောမော်၏နားထဲတွင်ကြားရောက်လာသည်ကပပကြီး၏အထိတ်အလန့်လှမ်းအောင်တားမြစ်တန်နှင်းမလုံးနဲ့သို့ပါတော့လေအရာရာကနောက်ကျသွားပြီစောမော်နှင့်စောစင်းမိုးတို့အားအလှပဆုံးအပြုံးတပွင့်ဖြင့်နှုတ်ဆက်ပြီးခဲ့ပြီးနောက်ထိတ်တင်နှင်းသည်ရန်ဒါပေါ်မှနောင်တကင်းမဲ့စွာဖြင့်ခုန်ချသွားပါလေပြီထိုအခိုက်အတန့်လေးကိုစောမို့ယခုထက်ထိကောင်းကောင်းကြီးမှတ်မိနေဆဲဖြစ်သည်နောက်ဆုံးဝင်သက်ထွက်သက်အခိုက်အတန့်လေး၌မေမေသည်ကဘာပေါ်ရှိအပျော်ဆုံးလူသားတဦးဖြစ်လောက်မည်ဤဝေကျွေးမှလွတ်မြောက်တော်မူဖြစ်၍သူအလိုရှိသည့်အတိုင်းလွတ်လပ်တော်မူဖြစ်၍စောမို့သည်တတိတိနှင့်သူအစပြုလာသောစိတ်လိတ်ကိုနှက်ခမ်းတောင်းမှဆွဲယူလိုက်ကလက်ထိပ်ဖြာနှင့်ပင်ဖိချေလိုက်၏ထူးထူးဆန်းဆန်းပင်မိစား၏အပူဒဏ်ကိုနည်းနည်းလေးမှမခံစားရမမေကိုအပြစ်မတင်မိပါဘူး10နှစ်တောင်မှကိုယ့်ရဲ့အမေအဖြစ်နဲ့ရှိနေပေးခဲ့တာပဲဒါနဲ့တင်တိတ်ကျေးဇူးတင်ကြကောင်းနေပြီမမေမှလည်းသူ့ကိုမတိန်ကျင်ခဲ့တဲ့လူကိုနေ့တိုင်းလိုမြင်နေရတာစိတ်တန်ရာတွေရှိမှာပေါ့မမေရဲ့ရွေချက်မှုကိုအလေးထားပါတယ်စောမုံမငုံမီတုံလုံးချင်းမရှိမျက်ရည်တစ်ဆက်လေးပင်မကြာချစ်ချင်းမြတ်ကြာဟာလှောင်ရင်ဖြစ်လာတဲ့အခါလွတ်မြောက်ဖို့အတွက်တခုတည်းသောအဖြေဟာတေခြင်းတရားပဲမမေဟာဒီတေခြင်းတရားကိုပဲနောင်တကင်ကင်နဲ့ရွေးချယ်သွားခဲ့တယ်လွတ်မြောက်ခွင့်ရဖို့အတွက်ပေါ့အတိတ်ကိုပြန်တွေးမိရင်နှင့်နာနာကြီးပြုံမိရပြန်သည်တကယ်တော့ဝိထုတွေထဲမှာရေးထားတာတွေကအလကားကိုစိုးအတင်းသိပ်ပိုက်ဆော့ကားသွားတဲ့လူကိုကြာလာတော့ပြန်ချစ်သွားတယ်တို့ခွင့်လွှတ်ပေးလိုက်တယ်တို့အလကားစောက်အသိပဲမရှိရတွေလက်တွေ့ဘဝမှာတော့ဘလို့မှဖျောက်ဖျက်လို့မရတဲ့စိတ်တန်ရာတွေနဲ့ကြံခဲ့ရတာအပြုံးရမရှိတော့တဲ့နေရက်တွေကောင်းကောင်းအိမ်မပြောတဲ့ညတွေစိတ်မလုံခြုံမှုတွေအများကြီးပါပဲဖေရဲ့အချစ်ဆိုတဲ့ခံစားချက်ကြောင့်မေမေဟာအဲ့ဒီဝေဒနာတွေကို10နှစ်လုံးခံစားခဲ့ရတယ်ညဆိုမအိပ်ပဲညာလုံးပေါက်စောင့်တည်နေတတ်တယ်ပန်ထရာကျောင်းမှာတင်ခဲ့ရတဲ့ရတုတွေပိုက်ဆုံတွေကိုတပုတ်ပြီးတပုတ်မရမနာတီးတယ်စောင့်ကြိုးတွေပြတ်သွားပြီးလက်ထိပ်ပြားကတွေးတွေထွက်လာတဲ့အထိတခါတလေကျအစာမစားရေမတောက်ပဲတနေကုန်ပကြီးတွေပဲဆွဲနေတတ်တယ်သူတိတ်ချစ်တဲ့မန္တလေးကိုပကြီးဆွဲတယ်ကိုရိုးဆိုင်ကလှေကားဘေးကနိုင်ရန်တလျှောက်ချိတ်ထားတဲ့ပကြီးကားတွေကမေမေဆွဲခဲ့တဲ့ပကြီးတွေပေါ့စကားနယ်လုံးသောစောမို့ကယခုအခါတရဆက်ပြောနေပါ၏အနှစ်နှစ်အလားလားမျိုးသိပ်ထားသောခန်းစားချက်များကိုဖွင့်ဟဝန်ခံခြင်းမမီသောရင်ဖွင့်ခြင်းဖြင့်တအုံမောင်ကမူဘာမှဝင်မပြောဘဲစောမို့ပြောသမျှကိုသာစိတ်ရှိရှိဖြင့်နားထောင်ပေးနေပါ၏ကိုမေမေရဲ့အသက်ကိုရှင်းပြီးမှကိုတေချာတိလိုက်ရတာတွေကလှောင်ရင်ကိုရွှေနဲ့လှုပ်တစ်သားနဲ့လှုပ်လှောင်ရင်ကလှောင်ရင်ဆိုတာပဲချစ်ချင်းတရားဆိုတာလွတ်လပ်မှုပဲဖြစ်ရမယ်ကြုံပြမှုမဟုတ်ဘူးချစ်ချင်းတရားဟာအမြဲတမ်းလွတ်မြောက်ခြင်းကိုပေးတယ်ချီနှောင်တဲ့အရာတွေဟာချစ်ချင်းတရားမဟုတ်ဘူးအကြမ်းဖက်မှုပဲမိမိဖြစ်ခြင်းသည့်ဆန္ဒမှန်သမျှကိုစောမို့ကဘာကြောင့်အမြဲလိုက်ရောပေးတယ်လဲဘာကြောင့်အရာရာကိုမိမိစိတ်တိုင်းကြလှုပ်စေတယ်လဲထိုမေကွန်းများ၏အဖြေကိုတအုံမောင်ကောင်းကောင်းကြည့်သိသွားလေပြီစောမို့မင်းရဲ့အားနဲ့ချက်ကချစ်ချင်းမြတ်တာပဲဟုတ်မယ်ထင်ပါရဲ့ချစ်ချင်းမြတ်တာအပေါ်ကိုယ့်ရဲ့ခံယူချက်ဟာအိုရှိုးပြောဖို့ခဲ့တဲ့တသက်နာလေးတစ်ခုလိုပေါ့စောမို့ကအိုရှိုး၏တသက်နာလေးကိုနှစ်ကိုယ်စာကြားရုံမျှခတ်တူတူလေးရွတ်သည်ပန်းတပွင့်ကိုတင်ချစ်တယ်ဆိုရင်မခူးပါနဲ့ဘာလို့လဲဆိုတော့တင်ခူးလိုက်မယ်ဆိုရင်သူနွမ်းကြွေသွားလိမ့်မယ်တင်သူ့ကိုချစ်တဲ့အချစ်ဟာလည်းရက်တန့်သွားလိမ့်မယ်ဒါကြောင့်ပန်းတပွင့်ကိုချစ်တယ်ဆိုရင်
ဆက်လက်ပွင့်လန်းပါစေဒီလိုပါပဲအချစ်ဟာပိုင်ဆိုင်ဖို့လောက်တာမဟုတ်ပါဘူးတန်မိုးထားဖို့အတွက်လည်းဖြစ်ပါတယ်တဲ့ထို့ကြောင့်လည်းအဘဘ၌ရက်ဆက်ပြတ်သားသောစောမို့သည်ချစ်ချင်းမေတ္တာ၌မှုနူးညံ့နေခြင်းဖြစ်သည်မိမိကိုယ်တိုင်ကဒုတိယစောစိမိုးမဖြစ်လို့၍မိမိချစ်ရသူကိုဒုတိယထိတ်တဲ့နှင့်မဖြစ်စေခြင်းလို့၍စောမောကတောက်ဦးမောင်ကိုကြည့်ရင်ဟက်ကနေရဲ့သည်ခမားလေးဟာကို့မေမေနဲ့တိတ်တူတယ်ဘာတူရလဲစစ်မှန်တဲ့လွတ်လပ်ခွင့်ရဖို့အတွက်နောင်တတရားကင်းကင်းနဲ့ရဲရဲကြီးသိရတယ်ငါကအဲ့ဒါလောက်တတိရှိရပေါ့ခမားလေးဟာခမားလေးထင်ထားတာချက်ပို့ပြီးတတိရှိပါတယ်ပို့ပြီးလဲခေါင်းဆောင်ကောင်းပြီးသားပါတယ်တောက်ဦးမောင်ကတော့ဘာမှပြန်မပြောတော့ပဲစောမုတ်ကိုသာငေးကြည့်နေမိတော့သည်စောမုတ်ကိုနားလဲဖို့စူးစမ်းမိတိုင်းတောက်ဦးမောင်နားမလဲနိုင်တော့နားလဲပြီဟုထင်ပေမဲ့တကယ်တမ်းတွင်တော့သူနားမလဲပန်တပွင့်လို့ထင်ရပေမဲ့ပန်တပွင့်မဟုတ်ဘူးမြူလို့ထင်ရပေမဲ့မြူလည်းမဟုတ်ဘူးညတကောင်ရံမှာရောက်လာပြီးမုံမလင်းခင်မှာပဲပျောက်သွားပြန်တယ်သူလာပုံကຫນွေလေးညင်းလို့ပြန်သွားပုံကစောင်းအိမ်မက်လိုပဲဘယ်နှီးပေါင်းများစွာနဲ့ညှို့ဝှက်ချက်ပေါင်းများစွာနဲ့ရက်ဆက်မှုနဲ့နူးညံ့မှုကတပြိုင်နက်တလောကလုံးဘာဖြစ်ဖြစ်သူနဲ့မဆိုင်တဲ့ပုံစံနဲ့အေးအေးချမ်းချမ်းအေးအေးဆေးဆေးတစ်ဆက်ထဲမှာလဲကြောက်စရာကောင်းလောက်အောင်ရက်ဆက်လှပြန်သည်အင်းလေနာမည်ကိုကစောမောခေမာတိပတိအေးချမ်းခြင်းနဲ့ကြီးမြတ်ခြင်းရောဆက်ထားတဲ့နာမည်ကိုနေရန်ပေါ်ရှိနိုင်ကိုဖြတ်ကနေကြည့်ပြီးတော့အချိန်ကညနေ6 နာရီထိုးနေပြီခဏနေဆိုညစာစားချိန်ရောက်တော့မည်မို့တောက်ဦးမောင်သည်ကတင်ပေါ်မှချလိုက်၏မနှက်ဖြန်ရာစုကိုငါနဲ့အတူလိုက်ခဲ့ပေးမလားကိုလိုက်ခဲ့ပေးမှာပေါ့ဗျာကြောင်သားပေါင်းများစွာရရက်ဆက်ဆက်ပြစ်တက်ခံရတော့ပြည်လမ်းမကြီးထက်တွင်ကြောင်သားသူတို့သွေးမြေခါခဲ့ရတော့အင်းလျာကန်ရေပြင်ကြီးကသွေးရောင်လှမ်းသွားခဲ့တော့တရားဖြူသည်หนีသွားခဲ့ရတော့တရားနေအရေးအခင်းကြီးကမနှက်ဖြန်တွင်ဖြစ်ပေါ်လာမည်ကိုဖြင့်စောမုတ်ကိုယ်တိုင်ပင်မသိခဲ့ပါချေ